အမဖြစ်သူနဲ့အတူဆက်လက်နေထိုင်ခွင့်ရဖို့အတွက်မင်းကလေးဟာမိသားစုကစီစဉ်ပေးတဲ့လက်ထပ်ပွဲကိုသဘောတူခဲ့ပါတယ်။သူတို့ညီအမနှစ်ယောက်ဟာချမ်းသာတဲ့ညီအကုန်တစ်ယောက်နဲ့တပြိုင်တည်းလက်ထပ်ကြရမှာပါ။မင်္ဂလာပွဲနေ့မှာတော့သူတို့သားနှစ်ယောက်စလုံးလေရင်ခရီးစဉ်ဖြစ်သိမ်းလိုက်ရလို့နောက်ကျနေခဲ့ပါတယ်။အမဖြစ်သူကစက်မဆောင်နိုင်တော့တာကြောင့်ညီအမနှစ်ယောက်ဟာတယောက်လက်ချောင်းနဲ့တယောက်မင်္ဂလာလက်စွပ်တွေအပြန်အလှန်ဆွတ်ပေးလိုက်ကြပါတယ်။ဒီလိုနဲ့လူ၄ယောက်အတွက်ရည်ရွယ်ထားတဲ့မင်္ဂလာပွဲကိုသူတို့ညီအမနှစ်ယောက်တည်းနဲ့ကျင်းပလိုက်ကြတာပေါ့။အခမ်းအနားအပြီးမှာဒရိုင်ဘာကသူတို့သမီးနှစ်ယောက်ကိုတီးခြားစီစီစဉ်ထားတဲ့အိမ်လေးကိုပို့ဆောင်ပေးခဲ့ပါတယ်။ညီမဖြစ်သူကအခန်းနံပါတ်3ကိုတွားရမှာပါ။ဒါပေမဲ့သူဝင်ခါနေမှာပဲအိမ်နံပါတ်ပေါ်ကတိရွက်လေးတရွက်ပြုတ်ကျသွားပြီးနံပါတ်8ဖြစ်သွားပါတယ်။တစ်ချိန်တည်းမှာပဲတကယ်အခန်းနံပါတ်3ကိုတော့တိရွက်ကဖုံးအုပ်သွားပြန်ပါတယ်။ဒရိုင်ဘာကလည်းညီမဖြစ်သူရဲ့ကားကတခြားအိမ်မှာရပ်ထားတယ်လို့အမဖြစ်သူကိုပြောလိုက်တဲ့အတွက်အမကလည်းအဲ့ဒီအိမ်ကသူ့အိမ်ပဲလို့ထင်ပြီးဘာမှမစင်စားပဲတန်းဝင်သွားပါတော့တယ်။တနားရီလောက်ကြာတော့သူတို့သားညီကိုနှစ်လောက်ရောက်လာပါတယ်။အကိုဖြစ်သူကညီကိုအခန်း3မှာ6ထားပေးခဲ့ပြီးသူ့အိမ်သူပြန်လာခဲ့ပါတယ်။သူအိမ်တကားဖွင့်လိုက်တာနဲ့ကတင်ပေါ်မှာအိပ်ပျော်နေတဲ့သူဒီလောက်ကိုတွေ့လိုက်ရတယ်။နာမည်ကျော်ပြီးအေးဆက်လာပါတယ်ဆိုတဲ့စီးပွားရေးလောကရဲ့ဘယင်မဟာဒီလိုထူးဆန်းတဲ့ပုံစံနဲ့အိတ်တက်လိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ဘူးလေ။အဲ့ဒီအချိန်မှာပဲအပြင်မှာမိုးကြိုးတွေပြစ်လျှက်စီးတွေလက်ပြီးအိမ်မှာမီးပြတ်သွားပါတယ်။ညီမဖြစ်သူကကြောက်လန့်တကြားနိုးလာပြီးရှင်ဘသူလဲလို့မေးတဲ့အခါအမျိုးသားကငါမင်းရခင်မွန်လေးလို့ပြန်ဖြေပါတယ်။နောက်ထပ်မိုးကြိုးတစ်ချက်အကျယ်ကြီးပြစ်လိုက်တဲ့အခါမင်းကလေးကကြောက်လန့်တကြားနဲ့သူ့ကိုဖတ်ထားမိသွားပါတယ်။အဲ့ဒီမှာအမျိုးသားကမင်္ဂလာမဆောင်ခင်ကသူတို့ချုပ်ဆိုထားတဲ့သဘောတူညီချက်ကိုတတိယသွားပါတယ်။အဲ့ဒါကတော့အမြန်ဆုံးကလေးယူရမယ်ဆိုတဲ့အချက်ပါပဲ။ဒါကြောင့်သူကမင်္ဂလေးကိုပွေ့ဖက်လိုက်ပြီးထိုးညကိုအတူတူဖြတ်တန်းလိုက်ကြပါတော့တယ်။တစ်ဖက်မှာလည်းညီဖြစ်သူဟာဗီလာ3တဲကိုဝင်သွားပါတယ်။အထက်ရောက်တာနဲ့ကလထိုင်ပေါ်မှာအိတ်နေတဲ့အမျိုးသမီးကိုတွေ့လိုက်ရတယ်။သူ့ဇနီးလောင်းကအရန်ငယ်သေးတယ်လို့ကြားထားပေမဲ့အခုတွေ့ရတဲ့အမျိုးသမီးကတော်တော်လေးရင့်ကျက်တဲ့ပုံပေါက်နေတာကြောင့်သူဇဝေဇဝါဖြစ်သွားပါတယ်။မျက်နှာကိုတေးသေးချာချာကြည့်ဖို့လှုပ်တုံးမှာပဲမိုးကြိုးဖြစ်ပြီးမိပြစ်သွားပြန်ပါတယ်။အမျိုးသမီးနိုးလာပြီးရှင်ဘသူလဲလို့မေးတဲ့အခါလူငယ်ကကျွန်တော်မင်းရခင်မွန်ပါလို့ဖြေလိုက်ပါတယ်။အဲ့ဒီစကားကိုကြားတာနဲ့အမျိုးသမီးကလည်းကလေးချက်ချင်းယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ညီအမနှစ်ယောက်ဟာညီကိုတွေကိုမှားယွင်းလက်ထပ်မိသွားကြပါတော့တယ်။နောက်နေ့မနက်လူ၄ယောက်စလုံးတစ်ချိန်တန်းနိုးလာကြတဲ့အခါမှာအိမ်တွေမှားသွားမှန်းသိကြပါတော့တယ်။သူတို့ချက်ချင်းစုဝေးပြီးအခြေအနေကိုတိုင်ပင်ကြပါတယ်။အမဖြစ်သူကချက်ချင်းပဲတကြံတစ်ခုပေးလိုက်ပါတယ်။အိမ်တောင်ကျတွေကိုအပြန်လန်လဲလိုက်ကြရအောင်နဲ့သူကညီဖြစ်သူနဲ့လက်ထပ်ပြီးညီမဖြစ်သူကအကိုဖြစ်သူနဲ့လက်ထပ်ဖို့ပေါ့။အဲ့ဒီအချိန်မှာတော့ဓာတ်ထက်ကောင်းတဲ့အဖြေမရှိတာကြောင့်၄ယောက်စလုံးလက်မှတ်သွားထိုးလိုက်ကြပါတယ်။လက်မှတ်ထိုးပြီးနောက်သူတို့သားရဲ့မိဘတွေနဲ့သွားတွေ့ကြပါတယ်။အိမ်ထဲဝင်ချင်းပဲသူတို့သားရဲ့ဖခင်ကတခုခုမှားနေတာကိုရိပ်မိပြီးမင်းတို့နေရာမှားထိုင်နေကြတာလားလို့မေးပါတယ်။အဲ့ဒီအခါသူတို့သားကမင်းညကအိမ်မှားဝင်ခဲ့တဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။ဖခင်ဖြစ်သူကတော့အိမ်တောင်ရဲကိုကစားရက်လောက်လုပ်ရမလားဆိုပြီးဒေါသထွက်သွားပါတယ်။နောက်ပိုင်းမှာတော့ဖခင်ဖြစ်သူကညီမဖြစ်သူအတွက်